ဘာကိုမှမလို့ချင်ပါဘူးကိုပေးလိုက်တဲ့မြတ်တာတွေသူတို့နားလဲရင်ကျေနပ်ပါပဲဘယ်သူအပေါ်မှပြောလိချက်မထားပါဘူးဘယ်အရာမှလည်းမလို့ချင်ပါဘူးကိုဘွားကိုရပ်တည်တဲ့လူတစ်ယောက်ဖြစ်ချင်တာပါသူများကိုပြီးခိုးအားကိုးနေရတဲ့ဘဝလိုမျိုးမဖြစ်ချင်ပါဘူးသူများပြတာကိုချစ်ပြီးမှစားတော့ရတဲ့အနေထားမျိုးစားရတော့ရအဲ့လိုအဖြစ်မျိုးလူမဖြစ်ချင်ပါဘူးကိုဘွားကိုသူများလာပြီးတော့ချုပ်ချယ်တာလဲလုံးဝမကြိုက်ဘူးရှစ်တဲ့ဘာသာတွေရှစ်တဲ့အနေထားတွေရှစ်တဲ့ဂုံတွေတော့ရှိတာပေါ့သူ့နေရာနဲ့သူပါပဲကိုဘွားကိုလလပပလေးနေချင်တယ်ကိုဖြစ်ချင်တာကိုလုပ်မယ်ကိုလာဝေဖန်နေတဲ့လူတွေကိုမတူရင်တူမပြောတော့ဘူးအဲ့လိုလူမျိုးတွေကိုရှင်းပြဖို့အချိန်လည်းမရှိပါဘူး။ဘာကြောင့်လဲဆိုတော့ကိုဘွားတဲ့ကိုအနေထားတဲ့ကိုအတွေးတဲ့ကိုခံစားချက်တဲ့ကိုအတိုင်းတာတဲ့ကိုရှင်းတဲ့နေလို့ဖြစ်တယ်။အချိန်တွေကိုလူတကာလိုက်ရှင်းပြပြီးတော့အကြောင်းတရားတွေကဒါမှလည်းမမှန်ဘူးလိုက်ရှင်းပြနိုင်ဖို့အတွက်အချိန်တွေအဲ့လောက်ထိမပေါ်ဘူး။ခံစားချက်တွေအဲ့လောက်ထိဈေးမပေါ်ဘူး။အဲ့လောက်ထိလူတွေကိုလည်းစိတ်မဝင်စားတတ်ဘူး။ကိုဘွားကိုပြောနေတယ်ကိုချစ်တဲ့လူတွေနဲ့စကားပြောမယ်ကိုတမိုးထားတဲ့သူတွေနဲ့ပေါင်းသင်းဆက်ဆံမယ်ကိုနားလည်ပြီးတဲ့လူတိုင်းဝိုင်းလူအဖွဲ့အစည်းနဲ့ပါဝင်ပတ်သက်ရောရှက်နေတာကိုသဘောကျတယ်ပိုက်ဆရှာမယ်ပညာရှာမယ်စိတ်ပျော်ရွှင်စရာဖြစ်အောင်ကိုစိတ်ကိုလေ့ကျင့်ပြိုးထောင်မယ်နားလည်နိုင်အောင်သူတစ်ပါးကိုလည်းနားလည်တချင်းအခြားသူတွေကိုလည်းပဲခံစားပေးတတ်တဲ့နှလုံးသားဖြစ်အောင်စာပေဖတ်မယ်စိတ်ပျော်ရွှင်အောင်လေ့ကျင့်ပြိုးထောင်မယ်အသက်ကြီးလာရင်လိုအပ်တဲ့နေရာတွေမှာထောင်ပြပြီးအသုံးချမယ်။ဒီခဲ့တဲ့ပညာတွေတက်ခဲ့တဲ့အတတ်ပညာတွေကိုလိုအပ်တဲ့လူဖွဲ့စည်းလိုအပ်တဲ့တနေရာမှာလိုအပ်တဲ့အတိုင်းအဝတ်တစ်ခုမှာပြန်လည်ပေးကမ်းရရောဖို့ရအတွက်မလေးပါဘူး။ဒါတွေကကျွန်တော်သိတဲ့အရာတွေဒါကကျွန်တော်နားလည်ထားတဲ့အရာတွေဒါကကျွန်တော်လက်ခံထားတဲ့လူတန်ဖို့လူကျင့်ဝတ်ပဲဖြစ်ပါတယ်။ဆိုတော့ကျန်တာတွေဘာမှစိတ်မဝင်စားဘူးကျန်တာတွေကအများကြီးရှိနေပေမဲ့ကိုခံယူချက်တဲ့ကိုရှောက်လာတဲ့လမ်းကိုရဲ့အနေထားကိုရဲ့ဘဝတောက်ကြောင်းရဆောင်အကလုံးကကိုရိုက်တာဖန်တီးရတယ်ကိုရိုက်တာရှောက်လဲရတယ်ကိုရိုက်တာလမ်းဖောက်ခဲ့ရတာမလို့အရာတွေအားလုံးပဲတပြားကခစားချက်မပါပဲနဲ့ဘယ်တော့မှမလုပ်ဘူးခစားချက်ရဲ့ဥတောက်ရဲ့တွေ့ကြုံခဲ့ရတဲ့ဘဝရဲ့အတွေ့အကြုံတွေပေါင်းစပ်ပြီးတော့ဒီလန်ခီကိုရှောက်မယ်အကောင်းဆုံးအသက်ရှင်မယ်လိုအပ်တဲ့နေရာတွေမှာကိုရှိနေတဲ့အရေးထားအရေးချင်းတွေရှိတဲ့ပမာဏပေါ်မှာမူတည်ပြီးဖြတ်ဝေပေးပြဖို့အတွက် ready ဖြစ်ပါတယ်